ဘေးသိက်ချင်းရလာဖို့ကလည်းအရေးကြီးတယ်လို့ရလာတဲ့ဘေးသိက်ကိုဆက်ပြီးထိမ့်သိမ့်နိုင်ဖို့ကပိုခက်တာအဲ့ဒီဘေးသိက်ချင်းတိုးပွားအောင်လုပ်ဖို့ပိုခက်တာတမန်တော်ခေတ်ကအခန်းကြီး2မှာဝိညာဉ်တော်ဆင်းသက်တယ်ဘေးသိက်ရတယ်တိုးပွားခြင်းတွေဖြစ်တယ်ကြွယ်ဝခြင်းတွေဖြစ်တယ်ဒါပေမဲ့သူတို့ဆက်ပြီး sustain မလုပ်နိုင်ဆက်ပြီးတော့အဲ့ဒီနေရာမှာအဲ့ဒီဘေးသိက်ကိုမထိန်းထားနိုင်တာကြတော့သင် wisdom လို့သွားရပညာလို့သွားရဘုရားခင်သင်ကိုဒါကြောင့်မို့ပညာကိုပေးခြင်းထာဝရဘုရားရဲ့ဝိညာဉ်9ပါးမှာ wisdom ပါတယ်ပညာတရားပါတယ်သင်ကိုဘုရားခင်ပညာပေးမယ်ဘုရားခင်သင် power လေးပေးတယ်လို့သင်ပညာလေးပေးမယ်သင်အခွင့်အရေးလေးရမယ်အဲ့ဒီပြန်အခွင့်အရေးတွေတိုးပွားအောင်ဘယ်လိုလုပ်ရမလဲဆိုနီးလန်းလေးရမယ်ဘုရားခင်သင်နီးလန်းလေးပေးမယ်အချို့လူတွေအခွင့်အရေးရရင်တော့မှအဲ့ဒီအခွင့်အရေးကိုတိုးပွားအောင်မလုပ်နိုင်အဲ့ဒီတော့က wisdom လို့သွားတယ်ဣရှမေလနဲ့ဣဇက်ကတကယ်တော့ဣရှမေလကတာဦးဖြစ်တယ်ဒါပေမဲ့ဣဇက်ကပဲတာဦးရဲ့ကောင်းကြီးကိုခံစားရတယ်ဟုတ်ပါသလားဣရှမေလကတာဦးဖြစ်တဲ့အတွက်တကယ်တော့ဘုရားကနှစ်သက်တဲ့သူဖြစ်ရမှာတာဦးဖြစ်တဲ့အတွက်ကြောင့်တကယ်တော့ဘုရားသဘောကျတဲ့သူဖြစ်ရမှာဘိတ်သိက်နှစ်ဆရတဲ့သူဖြစ်ရမှာကောင်းကြီးရတဲ့သူဖြစ်ရမှာဣရှမေလဣဇက်ပို့ပြီးလူကောင်းကြီးရယ်ပို့ပြီးတော့အဖေရဲ့စိတ်ကိုကျေနပ်အောင်ချက်ချင်းလုပ်ပေးလို့ရတယ်။ तू ကအရင်ခွင့်ရရတာဖြစ်တယ်။ဒါပေမဲ့အရင်ခွင့်ရရတာရေရှည်ခွင့်ရရတာမဟုတ်။နားလည်နိုင်ဖို့ဘုရားခင်မဆာပါစေ။သင်ကအရင်ခွင့်ရရရင်တော့မကောက်သင်ဟာရေရှည်ခွင့်ရရတယ်လို့ဖြစ်လိမ့်မယ်။ရေရှည်ကောင်းကြီးရတဲ့သူဖြစ်လိမ့်မယ်။သင်အသက်ကြီးလာတာနဲ့မြပိုကျွယ်ဝတဲ့သူဖြစ်လာမယ်။အသက်ကြီးလာတဲ့မြသင်ပတ်စံကုံထုတ်စားလို့ကုံသွားတာမဟုတ်ပေးလိုက်လို့ကုံတာမဟုတ်သင်တိုးပွားပြီးရင်တိုးပွားရင်ဘာလို့ဆိုသင်ဟာဘုရားခင်သင်ပေးလို့ရတဲ့သူဖြစ်တဲ့အတွက်ဣဇက်ကအငယ်ဖြစ်တယ်အငယ်ဆိုအဖေရဲ့စိတ်ကိုအရင်ကျင်အောင်လုပ်ပေးလို့မရအဖေကသူ့ကိုဆိုပါစို့နော်အင်ဂျီလဲပေးနေရတဲ့အချိန်မှာဣရှမေလအဖေအတွက်သားကောင်တွေတည်လာနေပြီဣဇက်ကအဖေရေချိုးပေးနေရတဲ့အချိန်မှာဣရှမေလကအိမ်ကိုတာဝန်ယူနိုင်တဲ့အရွယ်ရောက်နေပြီအခွင့်အရေးသူကအရင်ရတယ်ဒါပေမဲ့ blessing ကသူ့စီမလားဘာဖြစ်လို့လဲဣရှမေလကဘုရားခင်နိုင်ငံတော်နီးလောင်သူမသိဣဇက်ကပဲသိဣရှမေလကရစ်မပူဇော်ဒါပေမဲ့ဣဇက်ကသူ့ကိုယ်သူရစ်ပူဇော်တယ်ဘုရားခင်နိုင်ငံတော်ရဲ့ principle သူသဘောပေါက်တယ်ဘုရားရဲ့နီးလောင်သူသဘောပေါက်တယ်အဲဒါမို့ကောင်းကြီးကဣရှမေလစီမသွားဣဇက်စီအရင်သွားတယ်တာဦးကောင်းကြီးမင်္ဂလာကဣဇက်စီသွားတယ်ဒါကြောင့်အခွင့်အရေးရတိုင်းကြီးမြတ်တဲ့သူဖြစ်လာတာမဟုတ်ဒါပေမဲ့သင်ဟာအခွင့်အရေးလည်းရမယ်ကြီးမြတ်တဲ့သူလည်းဖြစ်လာလိမ့်မယ်ဘာလို့လဲဆိုဝိညာဉ်တော်ကသင်ကိုသင်ပေးမယ်ဘုရားခင်နိုင်ငံတော်နီးရမှာတွေကဘာလဲဆိုဘုရားခင်သင်ကိုသင်ပေးမယ်နောက်တစ်ဥပမာပေးရင်ရုဘင်ကယာကုပ်ရဲ့သား12ယောက်ထဲမှာအကြီးဆုံးဖြစ်တယ်တကယ်တော့ယာကုပ်ရဲ့သားဦးဖြစ်တယ်သားဦးတွေကဘိတ်သိက်နှစ်ဆကောင်းကြီးနှစ်ဆခံရတဲ့သူတွေဖြစ်တယ်အဖေရဲ့စိတ်ကိုကျေနပ်စေတဲ့လူတွေဘာဖြစ်လို့လဲသူတို့ကအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးအခွင့်အရေးရဒါပေမဲ့ရုဘင်ဟာတဲ့ထူးမြတ်ခြင်းတို့မရောက်ရဘူးဘာလို့လဲဘသူကနားလေဆိုတော့ယောသက်ကနားလေယောသက်ကကြတော့ဖယားခင်သူ့ကိုဖွင့်ပြချက်ပေးတယ်ယောသက်ကဒါကြောင့်မလို့အဖေရဲ့အားအကိုးရဆုံးသားဖြစ်လာယောသရဲ့ကောင်းကြီးတာဦးရဲ့ကောင်းကြီးဖြစ်တယ်နောက်ဆုံးမှမွေးပေမဲ့နောက်ဆုံးမှသူ့ရဲ့နောက်မှာတော့ဗင်ယာမင်ရှိသေးတယ်ဒါပေမဲ့နောက်ဆုံးမှကြပေမဲ့အရင်ကြတဲ့လူဖြစ်လာတယ်။ကောင်းကြီးပေးတယ်သင်ဟာနောက်ဆုံးမှကြမယ်အရင်ကြတဲ့သူဖြစ်လာမယ်။သင်ဟာ anointing နဲ့ရယုံတာမကောင်းအဲ့ anointing နဲ့မှ sustain လုပ်နိုင်လိမ့်မယ်။အဲ့ဒီ anointing multiply လုပ်နိုင်လိမ့်မယ်။အဲ့ဒီ anointing နဲ့မှ grow ဖြစ်လာလိမ့်မယ်။ကြီးထွားတဲ့သူဖြစ်လာလိမ့်မယ်။ကောင်းကြီးရှိတဲ့သူဖြစ်လာလိမ့်မယ်။သင်ကောင်းကြီးမင်္ဂလာရက်တဲ့နဲ့ကောင်းကြီးမင်္ဂလာမဟုတ်တိုးပွားတဲ့ကောင်းကြီးမင်္ဂလာအသက်ကြီးလေတိုးပွားလေသင်ရဲ့ကြွယ်ဝခြင်းတွေတိုးပွားတဲ့ကြွယ်ဝခြင်းဖြစ်မယ်။သင်ရဲ့နာမည်ကြီးပြီးရင်ကြီးတဲ့နာမတွေဖြစ်လိမ့်မယ်။သင်ရဲ့လှုပ်ဆောင်မှုတွေအားလုံးကအောင်မြင်တဲ့လှုပ်ဆောင်မှုတွေဖြစ်လိမ့်မယ်။အဲ့တော့အသင်းတော်တစ်ခုဟာ3-4နှစ်ပဲရှိသေးတယ်။ anointing ရှိတယ်ဆိုတော့သင်မပြောနိုင်သေးဘူး။အမေရိအသင်းတော်ကနှစ်30ကြာပြီ။အခုချိန်ထိတခုမှမဖြစ်သေးဘူး။ဘုရားခင်ဘိတ်သိပ်ပြီးတော့အသုံးပြုသေးဆိုသိကြတယ်။အဲ့ဒါတကယ် anointing ရှိတယ်သင်တော်ဖြစ်တယ်။ဒီအသင်းတော်ယေရှုပြန်ကြွလာတဲ့ဒီ anointing ဖြစ်မဲ့အသင်းတော်ဖြစ်တယ်။ anointing ဖြစ်ရုံတော့ multiply ဖြစ်မဲ့အသင်းတော်ဖြစ်တယ်။ယေရှုပြန်ကြွလာတဲ့နေ့ရက်ထိတိုင်အောင်လူတွေဘုရားခင်နဲ့မိတ်ဆက်ပေးတဲ့အသင်းတော်ဝိညာဉ်တော်နဲ့ပြေဝတဲ့အသင်းတော်တောက်လောင်နေတဲ့အသင်းတော်ဘုရားဘိတ်သိပ်တဲ့လူတွေအများကြီးပေါ်ထွက်တဲ့အသင်းတော် prophetic အသင်းတော် apostolic အသင်းတော်စုကျေးဇူးတွေနဲ့ပြည့်တဲ့အသင်းတော်ဖြစ်လိမ့်မယ်။အဲ့အတွက်ဝိညာဉ်တော်သင်ပေးမယ်